ပြီးတော့ရင်နာကြပေါ့နော်ဒီရက်ပိုင်းမှာကျွန်တော်ဖြစ်ခဲ့ရလေးတခုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုကျွန်တော်ရဲ့ဖုန်းပြုတ်ကြတာပါကျွန်တော်ရဲ့ဖုန်းတောင်ဆုံးနဲ့ဒီ laptop ပေါ်ပြုတ်ကြတာပါပြုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်သုံးတဲ့ကွန်ပျူတာနဲ့ကွန်ပျူတာပစ္စည်းအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒါပထမဆုံးကျွန်တော်ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်က laptop user တရားပေါ့နော်ကျွန်တော် laptop ကိုလက်ရှိမှာကျွန်တော်ဘယ်တော်ယူသွားပြီးတော့တုံးနေပေါ့နော်ဒါ laptop ကလည်းဘယ်တော်ယူသွားဖို့အတွက်အဆင်ပြေရပေါ့နော်desktop တော့ဆင်ကျင်တယ်ဒါပေမဲ့ desktop ဆင်မှုတက်ကအခွင့်အရေးမပေးသေးဘူးပေါ့နော်အခွင့်အရေးမပေးသေးတော့နောက်အခွင့်အရေးရှိရင်တော့ကျွန်တော်အိမ်မှာတော့ desktop ဆင်ထားမယ်အပြင်သွားရင်တော့ laptop ယူရမယ်အဲ့လိုလေးတော့ကျွန်တော်လုပ်ချင်တာပေါ့နော်လက်ရှိမှာကျွန်တော် laptop တုံးနေ laptop user တယောက်ဖြစ်ပါတယ်ကျွန်တော်ကွန်ပျူတာပစ္စည်းမှာဒါကျွန်တော်ပထမဆုံးစပြောရရင်တော့ mouse ပေါ့နော်ကျွန်တော် mouse ကတော့ဒါ Logitech ရဲ့ G304 ဖြစ်ပါတယ်ဒီကောင်ကအာရှမှာတော့ဒါ Logitech ရဲ့ G304 လို့ခေါ်တယ်တခြားနိုင်ငံတွေမှာတော့ဒါ Logitech G305 လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့နှစ်ခုလုံးကတော့အတူတူပဲပေါ့နော်ဘာမှကွဲပြားတာတော့မရှိဘူးဒီကောင်လေးကိုကျွန်တော်ဝယ်ခဲ့တုန်းကတော့ဟောင်ကောင်မှာဝယ်ခဲ့တာပေါ့နော်ဟောင်ကောင်ဒေါ်လာဘယ်လောက်ပေးခဲ့ရလဲကျွန်တော်မှတ်မိဘူးဒါပေမဲ့ US ဒေါ်လာနဲ့ဆိုတော့60 80 80ဝန်းကျင်လောက်ရှိမယ်ထင်တယ်ဒီကောင်လေးကိုကျွန်တော်ဘာလို့ဝယ်ခဲ့လဲဆိုတော့ပထမတစ်ချက်ကဈေးသက်တာလို့ပေါ့နော်ဈေးသက်တာပြီးတော့နောက်တစ်ချက်က design မိုက်တယ်ပေါ့နော် design ကသူ့ရဲ့ design ကG Pro နဲ့ခက်ဆင်ဆင်ပေါ့နော်ဒါပေမဲ့ G Pro လောက်လည်းဈေးမကြီး G Pro တော့တည့်တဲ့အတိုင်းဈေးရမ်းကြီးရယ်ပေါ့နော်ဒီကောင်တော့သူ့ရဲ့ဈေးတန်းထဲမှာတော်တော်ကောင်းတဲ့ mouse လို့ထင်လို့ဝယ်ခဲ့ရတော့မဟုတ်ဘူးအမှန်တကယ်တော့လည်းအစတော့ကျွန်တော်ဝယ်ခဲ့တုန်းကဒီကောင်လေးကို design ကြိုက်လို့ပဲကျွန်တော်ဝယ်ခဲ့တာ okay ကျွန်တော်သုံးလို့နိုင်ပြီးတော့ပေါ့နော်တိတ်လည်းအများကြီးမမျှော်လင့်ထားပဲနေကျွန်တော်ဝယ်ခဲ့လိုက်တာဒါပေမဲ့ကျွန်တော်သုံးကြည့်လိုက်တဲ့အခါမှာတော့ဒီ mouse လေးကတော်တော်ကောင်းတာတွေ့ရတယ် game ဆော့တဲ့နေရာမှာရောဒီတိုင်း daily use နေရောသုံးတာတော်တော်ကောင်းတာတွေ့ရတယ်ဒါပေမဲ့ဒီ mouse လေးမှာသူ့ရဲ့အားသာချက်အားနည်းချက်လည်းရှိရပေါ့နော်ပထမဆုံးကျွန်တော်အားသာချက်တွေကျွန်တော်ပြပြမယ်အားသာချက်ကတော့သူကကျွန်တော်ခုနရှင်းပြပြောသွားသလိုပဲ design လေးကတော်တော်လှတယ်မိုက်လဲမိုက်တယ်လက်ထဲမှာလည်းတကယ်ကိုကြည်ကြည်လစ်လစ်နဲ့ကိုင်းလို့ကောင်းတယ်ပေါ့တယ်တော်တော်ပေါ့တယ်ပြီးတော့ဒီကောင် USB နဲ့မဟုတ်ဘူးပေါ့နော် wireless ပေါ့ wireless ကိုမှသူကဒီ Logitech အခေါ်ရဆိုတဲ့ light speed connection ပါတယ်ပေါ့နော် light speed connection ဆိုတဲ့ dongle လေးပါတယ် dongle လေးပါတော့တော်တော်မြန်တယ် DPI speed တွေလည်းကောင်းတယ်ပြီးတော့ report rate တွေလည်းတော်တော်မြန်တယ် report rate က1000 Hz လောက်ထိရတယ်ပေါ့နော်design ဘိုင်းမှာဆိုရင်လည်းဒါသူ့လက်ထဲမှာတော်တော်ချစ်ချစ်လစ်လစ်နဲ့ကိုင်းလို့ကောင်းတဲ့နေရာမှာပါတယ်ပေါ့နော်ပြီးတော့ FPS game တွေပါဆော့တဲ့ဟာကျွန်တော်အစတော့အဆင်မပြေဘူးထင်ခဲ့ရဒါပေမဲ့အဆင်တော်တော်ပြပြနဲ့ကစားလို့ရတာကိုတွေ့ခဲ့တယ်ပေါ့နော်ဒါတော့သူ့ရဲ့ကောင်းတဲ့အချက်လေးတွေပေါ့မကောင်းတဲ့အချက်တွေကတော့ဒါ तू ကတခြား mouse တွေလိုမျိုး RGB တွေကတော့မပါဘူးသူများရတော့ RGB ကြိုက်ကြပါဘောကျွန်တော်အမှန်တိုင်းပဲဆိုတော့ RGB တော့တိတ်မကြိုက်ဘူးတော့ mouse တွေပါဒီ logo တွေပါရ RGB မဟုတ်ဘူးဒီတိုင်း printing လုပ်ထားတဲ့သဘောမျိုးပဲကြာရင်တော့ဆေးတွေပါပုံပြီးတော့ပြတ်မယ်လို့ကျွန်တော်တို့ထင်တယ်သူမှ RGB နဲ့ဆိုင်တာဆိုလို့ RGB လည်းမဟုတ်ပါဘူးဒီနားက DPI switch တစ်ခုကပဲနှိပ်လိုက်ရင်အရောင်လေးပြောင်းနေပေါ့နော်အဲ့ဒါလောက်လေးပဲပါတယ်ပြီးတော့သူကတခဲထည့်ရတယ်ပေါ့နော်တခဲကဒီမှာဒါထည့်တခဲထည့်ပေးရတယ်ထည့်ပေးရတယ်ဆိုတော့ battery အားသွင်းလို့မရဘဲနဲ့တခဲထည့်ရတယ်ဆိုတော့တခဲကုန်တော့လဲရတာပေါ့နော်ခဏခဏဒါပေမဲ့ကျွန်တော်သုံးကြည့်ရတဲ့လောက်ကတခဲတစ်လုံးကိုအနည်းဆုံး2လ3လလောက်ရှိတယ်သုံးရတာပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်ရဲ့ keyboard ဖြစ်ပါတယ်ကျွန်တော်ရဲ့ keyboard ကတော့ဒါ Logitech G Pro ဖြစ်ပါတယ်ကျွန်တော်ဒီကောင်ကိုကျွန်တော်ဘယ်ကဝယ်ခဲ့လဲဆိုတော့ကျွန်တော် America Best Buy နေကျွန်တော်ဝယ်ခဲ့တာပေါ့နော်ကျွန်တော်ဝယ်တုန်းကတော့ဒေါ်လာ100လောက်တော့ပေးရတယ်ပေါ့နော်ဒီကောင်က G Pro series ရမှာဒီကောင်ကျိုးနေဖြစ်ပါတယ်ကျိုးနေဖြစ်တဲ့အတွက်ဒီကောင်ဈေးလေးတော့နည်းနည်းတက်တာတယ်တခြား G Pro တွေကတော့နည်းဈေးကြီးရပေါ့နော်ဒီကောင်လေးကတော့ဈေးလေးတက်တာပါတယ်ပြီးတော့ဒီကောင်ကဒါသူက full size keyboard တော့မဟုတ်ဘူးဒီကောင် number pad တော့မပါဘူးဒါပေမဲ့ဒါ gaming အတွက်ကတော့တော်တော်အဆင်ပြေတဲ့မှာတော့ပါတယ်ကျွန်တော်ကတော့တော်တော်သဘောကျတဲ့ keyboard တစ်လုံးဆိုလဲဟုတ်ပါတယ်ပြီးတော့ဒီကောင်ရဲ့ switch တွေက blue switch ပေါ့နော် blue switch ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကနှိပ်ရင်တော့6တော့အတန်းထွက်တယ်ကျွန်တော်ရွေးတော့ကတော့ option ရွေးတာတခြားဟာရွေးမလို့စဉ်းစားမိရပေါ့ဒါဘလို့ဖြစ်ပြီးတော့ blue switch ပဲကျွန်တော်ပြန်ရွေးမိပါလဲမသိဘူး blue switch ဖြစ်တဲ့အတွက်အတန်းလေးကိုလည်းနည်းနည်းကြောက်ထွက်တယ်တချို့ mechanical keyboard တွေရဲ့အတန်းကိုကြိုက်တယ်လို့ကတော့အဲ့ဒီအတန်းကိုကြိုက်ကြတယ်ပေါ့နော် blue switch အတန်းကိုကြိုက်ကြတယ်ကျွန်တော်လည်းကြိုက်တော့ကြိုက်ပဲဒါပေမဲ့အများတန်းကြားရင်တခါကျတော့နည်းတော့နားကလောတာပေါ့နော်ပြီးတော့ဒီကောင်းရဲ့ကောင်းတဲ့အချက်ကဒီကောင်း keeper RGB ရပါတယ် keeper RGB ရတဲ့အတွက်ဒီလိုမျိုးrainbow တွေမဟုတ်ပေါ့နော်တစ်လုံးချင်းစီကိုလည်းအရောင်ကြိုက်တာပြောင်းလို့ရတယ်အရောင်ကိုကြက်တူပတ်တန်နဲ့ထားလို့ရတယ်ပေါ့နော်အဲ့ဒီတစ်ခုကတော့မိုက်ပါတယ်
နောက်တစ်ခုကျွန်တော်ဒါပြောချင်တာကတော့ဒါကျွန်တော်ရဲ့ monitor ဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ monitor တော့ Gigabyte GS27 ကျူလားမသိဘူးအဲ့လိုခေါ်ပါတယ်သူ့ကိုကျွန်တော်ဝယ်ရတော့ရန်ကုန်မှာပဲဝယ်တာပါကျွန်တော်ဝယ်တော့ကတော့ကျွန်တော်ဈေးမှန်လားတော့မသိဘူးကျွန်တော်လိုချင်လို့ဝယ်လိုက်တယ်ကျွန်တော်အဲ့တော့ဈေးကတော့12သိန်းလားမသိဘူးကျွန်တော်ပေးရတယ်ဒီကောင်က2K ရတယ်165 Hz ထိရတယ်ပေါ့နော်28လက်မ monitor ဖြစ်ပါတယ်တော်တော်များများတော့ဒီ Gigabyte brand ဆိုတိတ်မကြိုက်ကြဘူးပေါ့နော်တချို့တွေကကျွန်တော်ကတော့ကြိုက်တယ်လည်းမဟုတ်ဘူးမကြိုက်တယ်ဘူးလည်းမဟုတ်ဘူးကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးတော့ကျွန်တော်အဆင်ပြေပြေလေးဟိုတုံးလို့ရတော့ကျွန်တော်တုံးနေပါတယ်တကယ်လေ quality ပါတော့လက်ရှိထိတော့ကောင်းသေးရပေါ့နော်ကျွန်တော်ဒီ Gigabyte မဝယ်ခင်တော့ကျွန်တော်တုံး AOC ကျွန်တော်တုံးတယ်ပေါ့နော် AOC ကိုကျွန်တော်ရိုးရိုးမွန်နေတစ်လုံးသုံးဘူးတယ်ကျွန်တော်ပြီးတော့24ပေါ့နော်ဒီ gaming series ကဒီ24ဘာလဲမသိကျွန်တော်အဲ့ဒါသုံးမှုတယ် AOC ပေါ့နော်အခုဒီတစ်ခေါက်ကတော့ဒါကျွန်တော်28လက်မှ monitor ကျွန်တော်သုံးကြည့်ရဖြစ်ပါတယ်ကျွန်တော်ဒီ monitor ကိုကျွန်တော်ထက်ခဲတင်မပေါ်တည်လာရဲပေါ့နော်သူ့မှာ original BioPort ကိုဖြည့်ကျွန်တော်တင်မပေါ်ကိုကျွန်တော်ယူလာတာဖြစ်ပါတယ်ဘာမှတော့အထိခိုက်တော့မရှိပါဘူးကျွန်တော်ဒီကောင်ကိုကျွန်တော်တင်မပေါ်မှာရှိရင်အိမ်ကိုလှမ်းมาတာပေါ့နော်အိမ်ကိုလှမ်းပို့ခိုင်းထားတာပေါ့အိမ်ကိုလှမ်းပို့ခိုင်းထားပြီးတော့ကျွန်တော်အိမ်ပြန်ရောက်ပြီး2လလောက်ဒါဒီကောင်ရောက်ပြီးကျွန်တော်2လလောက်နေမှအိမ်ပြန်ရောက်တာပေါ့နော်အဲကြောင့်မှကျွန်တော် unboxing လုပ်ပြီးတော့ကျွန်တော်တုံးတာပေါ့နော်အဲ့မှာတုံးရင်းနဲ့ဘာဖြစ်သွားလဲဆိုတော့တရလဲကျွန်တော်အိမ်ပတင်းဘောက်ကိုကျွန်တော်လှမ်းဖွင့်တာပေါ့နော်ဒီ monitor ကိုကြော်ပြီးလှမ်းဖွင့်တဲ့အချိန်မှာဒီလက်နဲ့ဒီတစ်ထောင်နဲ့တိုက်မိပြီးတော့ပေါ့နော်တစ်ထောင်နဲ့တိုက်မိပြီးတော့ဒီ monitor ရဲ့ screen မှာဒါအဆက်လေးတစ်ဆက်တော့ထင်သွားရပေါ့နော်အဲ့ဒီတစ်ခါတော့အဲ့လိုလေးဖြစ်သွားတယ်အဲ့ကျွန်တော်ပြောရင်တော့ဝယ်ပြီးသုံးပြီးရပိုင်းလောက်ပဲရှိသေးတယ်အဲ့လိုမျိုးဖြစ်တော့နည်းနည်းတော့ခံစားပါဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းတော့ကျွန်တော်ဘာမှမဖြစ်ဘူးနည်းနည်းအကြမ်းပဒန်းမခံဘူးလို့အဲ့တော့ထင်သွားတာပေါ့နော်ဒါပေမဲ့အခုလက်ရှိထိတုံးနေတာဘာမှတော့မဖြစ်သေးပါဘူးโอเคအခုဒါကျွန်တော်ရဲ့နောက်ဆုံးအဓိကပစ္စည်းဖြစ်တဲ့ဒါကျွန်တော်ရဲ့ laptop ဖြစ်ပါတယ်ကျွန်တော် laptop တော့ကျွန်တော် gaming laptop ဖြစ်ပါတယ်ဒီကောက်တော့ကျွန်တော်ဒီအမေရိကပဲဝယ်ခဲ့တာပါ Best Buy ကဝယ်ခဲ့တာဖြစ်ပေါ့ကျွန်တော်ဒါအဲ့တုန်းကတော့သူ့ရဲ့မူရင်းဈေးကတော့ဒေါ်လာ2000လောက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ laptop ကိုကျွန်တော်ဒေါ်လာ1600နဲ့ discount ရခဲ့တယ်ပေါ့နော်ဝယ်ခဲ့တာဖြစ်ပါတယ်ဒီကောင်က Alienware M16 R1 ဖြစ်ပါတယ်ဒီကောင်ရဲ့ specification တွေကကျတော့ဒါကျွန်တော် i7 13 Gen ကိုကျွန်တော်သုံးထားတယ် i7 13 Gen ရဲ့ကျွန်တော် RAM ကတော့သူ့ရဲ့ original မှာတော့သူက 16GB ပေါ့ DDR5 ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီ web ပြီးချင်းပဲကျွန်တော်ဖွင့်ပြီးတော့ Corsair ရဲ့ RAM 32GB ပေါ့နော်စိုက်လိုက်တယ် 32GB လို့ပါကျွန်တော် 16GB DDR5 နှစ်ချောင်းစိုက်လိုက်တယ်ပေါ့နော်အဲ့တော့ RAM က 32GB ဖြစ်သွားတယ်ပေါ့နော်ပြီးတော့ storage အနေနဲ့ကဒီကောင် original Samsung ရဲ့ Evo 1TB ပါတယ်ပေါ့နော် SSD ပေါ့ဒါပေမဲ့ကျွန်တော်ရတယ်ဝယ်ပြီးချင်းပဲကျွန်တော်ဒီ Western Digital ရဲ့ဒီ Black Series တွေကဒီ 2TB ဒီ M2 SSD တချောင်းတော့ထပ်ဆက်လိုက်တော့ဒါ storage အနေနဲ့ဆိုတော့ကျွန်တော် 3TB ပါသွားပြီပေါ့နော်ပြီးတော့သူ့ရဲ့ graphic card ကတော့ဒါ RTX 4080 8GB ပေါ့အဲ့ဒါတုံးထားတယ်အဲ့ဒီအတွက်ဒါ game တော်တော်များများကိုကျွန်တော် AC ဆော့လို့တော့ရရတယ် Triple A game တွေကျွန်တော်ဆော့လို့ရတယ်ကျွန်တော်အရင်တော့သုံးခဲ့တာတော့ဒါ MSI ရဲ့ GS63 8RCS ပေါ့နော်အဲ့ကောင်သုံးခဲ့တယ်အဲ့ဒီကောင်တော့ဒါ GTA 1050နဲ့ budget series ဖြစ်တဲ့အတွက်ကြောင့်တော့ game တွေတော်တော်များများကိုဆော့လို့မရဘူးဒီကောင်ကျတော့ RTX 4080ဆိုတော့ဒါ mid range လောက်တော့သွားရဲ့အတွက်ကြောင့်ဒါ game တော်တော်များများဆော့လို့ပါကျွန်တော်အဓိကကျွန်တော် flight simulator မောင်းချင်လို့ဝယ်လိုက်တာလည်းပါတယ်ဒီကောင်ရဲ့ကောင်းတဲ့အချက်တွေကိုပြောပါဆိုရင်တော့ဒီကောင်ရဲ့ပထမဆုံးပြောရင် design ပေါ့နော် design ကတော့ဒါတော်တော်လေးကျွန်တော်ကြိုက်တဲ့ထဲမှာပါတယ်ပြီးတော့သူ့ရဲ့ material ကကျတော့ဒီ plastic နဲ့ metal နဲ့ကိုမျှပြီးသုံးပေးထားတဲ့ပုံစံပါတယ်ပြီးတော့ cooling အနေနဲ့ကတော့အခုမှမြင်နေရတဲ့အတိုင်းပဲကျွန်တော် cooling fan တွေဒီနောက်မှာပါတယ်ပေါ့နော်ပြီးတော့ဒီရဲ့ဘေးတွေမှာလည်းဒီ cooling port တွေပါတယ်ပြီးတော့သူကဒီ specification ကလည်းတော်ရှိတဲ့လောက်ရှိရတဲ့အတွက်ကြောင့် gain တွေတော်တော်များများကိုဆော့လို့ရတယ်ဒါပေမဲ့ဒီကောင်ကလည်း option ဖြစ်တဲ့အတွက်ကိုကြိုက်တဲ့ specification တော့ရွေးချယ်လို့ရတာပေါ့နော်ပြီးတော့သူ့ရဲ့ medium လေးတွေကပေါ့နော်ဒီ Alienware logo မှာရောဒီမှာ medium လေးတွေက RGB ပေါ့နော် RGB ဖြစ်တဲ့အတွက်ကြောင့်ဒါကိုကြိုက်တဲ့အရာကိုပြောင်းလို့ရတယ်ပေါ့အဲ့ဒီတစ်ချက်ကတော့မိုက်တယ်ပြီးတော့သူ့ရဲ့ screen resolution ကလည်းဒါ 2K ရတယ် 2K ကိုမှဒါ 165Hz နဲ့ပေါ့ရတယ်ပြီးတော့ screen size ကတော့ဒါ M16 ဆိုတဲ့အတိုင်း16လက်မှာပေါ့နော်စကားဆိုင်တော့ဖြစ်တာပေါ့နော်သူ့ရဲ့မကောင်းတဲ့အချက်ကိုပြောရပါမယ်ဆိုရင်တော့ဒါပထမဆုံးချက်ကတော့လေးတာပေါ့နော်တော်တော်လေးရဲ့လက်တော်တစ်လုံးဖြစ်တယ်ပြီးတော့သူ့ adapter size ကြီးကအကြီးပဲဒီ adapter size ကတော်တော်ကြီးတယ်မှာပါတယ်330 watt ပေါ့330 watt ဆိုတော့တော်တော်ကြီးတယ်မှာပါတယ်ပြီးတော့သူ့ရဲ့ laptop အလေးချိန်ကလည်းမရှိဘူးဆိုရင် 3kg 5kg လောက်ရှိမယ်ပေါ့နော်အဲ့တော့ဟိုလွယ်ထဲထွက်လေရင်လည်းလေးတာပေါ့နော်
ပြီးတော့ battery ကတော့ဒီ laptop မှာပြောရရင်တော့ battery ကတော့အလကားပဲဒီ battery ဖွင့်ပြီးလမ်းမှာထိုင်ပြီး game ဆော့ဖို့အတွက်ထုတ်ထားတာမဟုတ်ဘူးဒီကောင်က adapter နဲ့ပဲသုံးဖို့အတွက် desktop replacement အနေနဲ့ပဲသုံးဖို့အတွက်ထုတ်ထားရတယ်လို့ကျွန်တော်တို့ထင်တယ်ပြီးတော့ဒီကောင်က game ဆော့ရင်တော့ဒီ gaming laptop တွေထုံးတဲ့အတိုင်းအတန်အကျယ်ကြီးထွက်တယ်ပေါ့နော်အတန်အကျယ်ကြီးထွက်တယ်အရန်ပူတယ်ဒါပေမဲ့သူ့မှာတုံးထားတဲ့ဒီ cooling paste ကကြတော့သူက paste မဟုတ်ဘဲနဲ့ element 31လို့ခေါ်တဲ့အရေးတစ်မျိုးကိုသူကတုံးထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရှာပြီးဖတ်ကြည့်ရတော့ဒီ element 31ကဒီအရန်ကောင်းနေပေါ့နော်အပူစီးဆင်းမှုအတွက်အရန်ကောင်းနေဆိုပြီးမြဲအချိန်ရတဲ့ခါကျရင်သူကပန့်ပေါက်ဖက်ဖြစ်ပြီးတော့သူကဒီဘေးကိုဒီ liquid တွေစီးရွားပြီးတော့ဒီအရန်ကိုအပူစီးဆင်းမှုမကောင်းတော့တာဖြစ်တယ်အဲ့တောင်ကျွန်တော်ကအခုကတော့ကျွန်တော် Honeywell ရဲ့ PTM 0953ညပေါ့နော် PTM 7950ဆိုတဲ့ဒီ face change တာမယ် pack လေးကျွန်တော်ဝယ်ထားဖို့ plan ရှိတယ်အဲ့ဒါလေးပြန်ထည့်ပြီးကြည့်ရင်တော့ဘယ်လိုအပူချိန်ကရိုးတော့တိုးရမလားရော့သွားမလားကျွန်တော်ကြည့်ရမယ်အခုကတော့ game ဆော့ရင်တော့ဒါ gaming laptop ရဲ့ series အတိုင်းပဲဒါအတန်ဆူတယ်အတန်ကျဲတယ်ဒါကတော့ပုံမှန်ပါပဲကျွန်တော်ကတော့ဘာမှထွေထူးသိမ့်မရှိပါဘူးပြီးတော့ရင်နာကြပေါ့နော်ဒီရက်ပိုင်းမှာကျွန်တော်ဖြစ်ခဲ့ရလေတခုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုကျွန်တော်ရဲ့ဖုန်းပြုတ်ကြတာပါကျွန်တော်ရဲ့ဖုန်းတောင်စွန်းနဲ့ဒီ laptop ပေါ်ပြုတ်ကြတာပါပြုတ်ကြတော့ဘာဖြစ်သွားလဲဆိုတော့ဒီနားလေးပေါ့တိတာကိုခြိုက်သွားတာပါအဲ့တော့ကကျွန်တော် package ကဒီလေးစိမ့်မှာဂျန်ခဲ့တော့ကျွန်တော်မရသေးတဲ့အချိန်ပေါ့မရသေးတဲ့အချိန်ဆိုတော့သွားပြီပေါ့နော်ကျွန်တော် screen များထိသွားပြီလားဆိုပေမဲ့ကျွန်တော် adapter ရလို့ပြန်ဖွင့်ကြည့်တဲ့အခါမှာတော့ screen ကမထိပါဘူးကန်ကောင်းစွာနဲ့ပဲမထိပဲနဲ့တုံးလို့ရပါတယ်နည်းနည်းလေးဒီအပေါ်လေးခြိုက်သွားရုံဆိုရဲတလောက်ပါပဲကျွန်တော်တော့ဘာမှတော့မဖြစ်ပါဘူးကောင်းပါတယ်ဒါကတော့ကျွန်တော်ရဲ့ laptop လေးကိုဒါအရှိကနေမြင်ရတဲ့ပုံစံပေါ့နော်ကျွန်တော်ဒီနေ့ပြောရတဲ့ထဲမှာဒါဟာကျွန်တော်ရဲ့ monitor ပါတယ် laptop ပါတယ် keyboard ပါတယ် mouse ပါတယ်ကျွန်တော်သုံးနေကြ headset တစ်ခုတော့ရှိတယ် headset ကကျွန်တော်ယူမလာဘူးပေါ့နော်ဒီကောင်ကလည်း Logitech ပါပဲ Logitech ဆိုပေမဲ့ wire series ရပါပဲဒါပေမဲ့နည်းနည်းတော့ဟောင်းလေပြီပေါ့နော်အဲ့ဒီကောင်ဆိုလဲဒါပေမဲ့သုံးရတာတော်တော်အဆင်ပြေပါတယ်ဒီကောင်ကျွန်တော်နာမည်တော့မေ့သွားပြီပေါ့နော် headset ကတော့ထားလိုက်ပါတော့ကျန်တဲ့ mouse pad တို့ပါတော့ကျွန်တော် Steel series သုံးတယ်ပေါ့နော် Steel series mouse pad လေးကျွန်တော်ဝယ်ထားတာတော်တော်ကြာပြီ3-4 နှစ်လောက်ရှိပြီတော်တော်ကောင်းသေးတယ်အဲဒီ Steel series mouse pad လေးကတော်တော်အဆင်ပြေပါတယ်ကျွန်တော်ဝယ်တုန်းကတော့အကောင်လေး$65ကျပ်လောက်သူပေးရတယ်ပေါ့နော်အဲ့ဒီ mouse pad လေးကတော့ကျွန်တော်သဘောကျတဲ့ mouse pad ထဲတစ်ခုဖြစ်ပါတယ်ပြီးတော့ဒီကောင်က short လို့လည်းအဆင်ပြေရပေါ့နော် short လို့လည်းရတယ်ရမ်းလိုက်ပါတယ်